Hello, Alan Glava. Comment mama mi malu mi puro bu. Bachelor mama ni cola the lobe lumio. Comment with me do mama take same account di. Ame the malapio la no section mama ho bala mama lu mi pio chindo lu ma ho ba un nation ni lo. Pura li atan mi pura ni mama mu zara. နာမည်ရပါတယ်အခုလိုမျိုးကိုလိုမျိုးချင်းချင်းပဲလေဆိုတော့အမဟိုဗမာပြည်ကနေအမေရိကန်ကိုရောက်လာတာဆိုတော့ကိုနိုင်ငံရဲ့ဘာသာစကားကိုပြောတတ်ရမှာပေါ့နော်ဒီမှာဆိုရင်ဟိုအမေရိကန်မှာဆိုရင် University တက်တုန်းကလည်းဟိုနေဗမာ where are you from နင်းဘေကနေလာတာလေဟိုမြန်မာပြည်ကနေလာတယ်ဒီမှာဟိုဗာလန်ဒီမှာချင်းလူမျိုးပါဒါမြန်မာပြည်ကနေလာပါတယ်လို့ပြောတယ်သူကအိုးဒါဆိုရင်ဟို Burmese ကပြည် you speak Burmese လို့မျိုးBurmese ကမပြောဘူးဆိုအချင်းချက်ဖို့ကောင်းတယ်အဲကြောင့်ဟိုစက်တင်နဲ့အရွယ်ကလေးကဗမာလိုမပြောတော့ဘူးဒါနဲ့ဟိုကလည်း college ပြန်တက်တုန်းကအဲ့လိုမျိုးဟင်းနေအဆူရဟို Olivia လို့ college မှာဆို Olivia လို့တည်ကြတယ်လေဟို Olivia နဲ့ Burmese ကနေလာတယ်ဆို Burmese ကပြောတတ်မှာပေါ့နော်အဲ့လိုမျိုးပြောတော့မပြောတတ်ဘူးဆိုချက်ဖို့ကောင်းတယ်အဲဒါကြောင့်ဟုတ်ကဲ့ Burmese လို့ပြောတတ်တယ်အဲ့လိုမျိုးမဖန်တဲ့စကားပြောနေဘူးရှက်တယ်လေကိုဟာကိုတည်တယ်ဆိုတော့အဲဒါကြောင့်အမေစမတော့ပြောဟင်းမမလို့တင်ချင်တယ်လည်းညမပြရနေလာတာပဲမမလို့တင်လေလို့မျိုးပြောအဲ့ဒီ college တုန်းကစပြီးတော့ဟိုပြောတတ်အောင်တင်တာပေါ့နော်ဒါကြောင့်မပြောချင်တာဟိုဘယ်မှာအမေရိကန်မှာဘယ်နှစ်ပဲနေနော်ဘယ်လောက် generation ပဲနေဟိုကိုကမြန်မာပြည်ကနေလာတယ်ဆိုတော့မြန်မာစကားတော့ပြောတမ်းမှရမှာအတူတူပဲကိုချင်းလိုမျိုးဆိုတော့ဟာခါစကားကိုပြောတမ်းမှာပြီးတော့မြန်မာပြည်ကဆိုတော့မြန်မာပြည်နေရစကားကိုပြောတမ်းမှာလိုမျိုးပဲခံစားရတယ်ဒါပေမဲ့ online မှာဒီလိုမျိုး thousands of people view my videos thousands of people watch my video and they make fun of my accents and atamipira duro bala hata lo so mama tai nane ro shat da le name ya pare ara chong tama I want to come here and ramble a little bit name along ko yan ti ya pare no say yet saying ma ye မောင်လေးလေးသူထိုးတော့မယ်အဲ့ဒါကြောင့်လေးဆူတောင်းပေးချပါအပီရဲ့စကားကိုလေးပြောပေးချပါသူက comment ကိုသိပြီးတော့ time မကြည့်ဘူးဒါပေမဲ့သူဖုန်းခေါ်ရင်ဟေးနေသူမျိုးတွေကနေအကြောင်းကိုဒီလိုပြောတယ်သူကဆူတောင်းပေးတယ်တဲ့သူကဒီတယောက်လိုမျိုးအမသူ့ကိုဟိုပါလဲ summarize လုပ်ပေးတာအဲ့ဒါကြောင့်ကျေးဇူးတင်ပါတယ် Bye, I love you all so much and I miss you guys. Thank you for being here.